Hello guys, my name is Mampo. Today, let me review this two guys. So let's do it. ဒီနေ့ကျွန်တော်ပြောချင်တာကတော့ Apple 4နဲ့ Apple Pro 3နှစ်ခုတည်းကတစ်ခုကိုဝယ်ဖို့စဉ်းစားနေတယ်။ဘယ်ဟာဝယ်ရမလဲမသိဘူးဆိုရင်တော့ကျွန်တော် review လေးပေးပေးပါမယ်။ကျွန်တော်အခုတော့အသုံးဖြစ်နေကတော့ Apple Pro 3ပဲဖြစ်ပါတယ်။ So Apple Pro 3ကိုကျွန်တော်နေ့စဉ်သုံးနေပြီမဲ့ဒီကောင်လေးကိုလည်းသုံးနေပါတယ်။ဒီနှစ်ခုကိုရှင်ပြီးကျွန်တော် review လေးပေးခြင်းပါတယ်ပထမဆုံးဈေးကနေစလိုက်အောင်ကျွန်တော်ပြောချင်တာကဈေးကဒီကောင် Apple 4ကအခုဂျပန်မှာ21,800 so and then Apple Pro 3က39,800ဒီနှစ်ခုကြားထဲမှာကဈေးက18,000လောက်กว่าနေရယ် so အဲ့လိုกว่าနေတကယ်ရောတန်ရင်လား so ဗီဒီယိုလေးကိုစလိုက်အောင်ကျွန်တော် earbud လို့ပြောတဲ့အခါမှာearbud တွေမှာအဓိကအားဖြင့် comfort ဘိုင်းကအရေးကြီးရဗျကျွန်တော် comfort ဘိုင်းကိုအဓိကပြောအောင်ဆိုရင်ဒီနှစ်ခုရဲ့ comfort ဘိုင်းကတိတိကျကျကွာခြားချက်တွေရှိတယ်ဗျဘာလဲဆိုတော့ကျွန်တော်ဒီကောင်းရဲ့အကြောင်းပထမဆုံးပြောကြည့်အောင်ဒီ Apple Pro 3ရဲ့အကြောင်းကျွန်တော်အရင်ဆုံးပြောပြမယ်ဒီကောင်ကိုကျွန်တော်နေ့စဉ်အသုံးပြုနေတာတော်တော်ကြာပြီသုံးရတာလည်းအဆင်ပြေတယ်တော်တော်ကောင်းတယ်ဒါပေမဲ့ဒီကောင်ပထမဆုံးစသုံးတဲ့အချိန်မှာကစတဲ့အချိန်မှာဒီကောင်မှာပြဿနာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကလောက်ကနေပြန်လာတယ်ဒီလောက်ကနေပြန်လာတယ်လေ့ကျင့်ခန်းလုပ်ရေးမိုးချိုးပြီးလို့ရှိရင်အဲ့ရမှာနားယူတယ်နားယူရင်းနဲ့ကျွန်တော် YouTube ကြည့်တယ် movie ကြည့်တယ်တချင်းသားထောင်တယ်အဲ့လိုတချင်းသားထောင်ရင်းနဲ့ maybe ခဏကိုတချင်းဆောင်အေးလိုက်တဲ့အချိန်မှာဒီကောင်မှာတော်တော်တိတိကျကျပြဿနာတစ်ခုရှိတယ်ဒီကောင်ရဲ့ earbuds တွေကဘေးကိုတိတိကျကျထွက်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်ဗီဒီယိုဆောင်းလိုက်တဲ့အချိန်မှာဒီကောင်နားထဲမှာခံနေတယ်နေရတာ comfort မဖြစ်ဘူး comfort သုံးတဲ့ခါမှာကအမျိုးပြဿနာမရှိဘူးဗျဘယ်လိုလဲဆိုတော့ဒီကောင်ကိုတက်ပြီးတော့ဘေးဆောင်အိတ်နေတာပဲဖြစ်ဖြစ်ဘေးဆောင်လဲလိုက်တာပဲဖြစ်ဖြစ်တက်လို့တက်ထားမှတော့မသိတဲ့ခံစားချက်ဗျလုံးဝမိုက်တယ်အဲ့တကူကတော့တော်တော်လေးကိုအဆင်ပြေတွေ့ကျွန်တော်နေ့နေ့ Apple တွေအသုံးပြုတဲ့ခါမှာဘက်ထရီလိုက်ကလည်းအရေးကြီးတယ်ဗျ Apple တွေကိုအမြဲတမ်းသုံးပြီးတော့အားသွင်းနေရမယ်ဆိုရင်အားသွင်းခဏလေးသုံးပြီးတော့အားသွင်းနေရမယ်ဆိုရင်တော့အဆင်မပြေဘူးလေဗျဒီနှစ်ခုမှလည်းဘက်ထရီလိုက်ကွာချက်တွေရှိတယ်ဒီကောင်ကိုကျွန်တော်တနေ့ကို8နာရီလောက်သုံးရင်တော့မှဒီကောင်2ရက်လောက်ကြော်နေခါမှတစ်ခါအားသွင်းရတယ်ဗျဒီ case ကိုဒါပေမဲ့ဒီကောင်မှာကျတော့အဲ့အားနဲ့ချက်လေးရှိတယ်ဒီ Apple 4မှာကဒီကောင်ကိုကျွန်တော်တနေ့ကို8နာရီလောက်သုံးမယ်ဆိုရင်တရက်ခွဲလောက်ကြော်ရင်တော့ဒီကောင်တိတိကျကျအားသွင်းရတယ်ဗျ case တခုလုံးဆိုတော့ဒီနှစ်ခုမှာအဲ့ battery life ကွာချက်ကလေးရောရှိတယ်ဒါပေမဲ့နောက်တစ်ခုရွေးချယ်လို့ကောင်းတဲ့အရာတစ်ခုကကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့လူတွေဂျင်ဆော့တဲ့လူတွေပြည့်တဲ့လူတွေကျိုးကုန်တဲ့လူတွေအတွက်ကဒီကောင်မှာကြာတော့အဲ့မှာဇလန်စပြောင်းသွားပြီဘာကွာလဲဆိုတော့ဒီကောင်က open earbuds တွေကိုအသုံးပြုတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ပြုတ်ကျဖို့နည်းနည်းလွယ်တယ်ဗျကျွန်တော်အသုံးပြုနေတယ်မှာပြုတ်ကျဖို့လွယ်တဲ့အတွက်ကြောင့်ဒီကောင်ကိုလေ့ကျင့်ခန်းလုပ်နေတယ်ကျွန်တော်ပြုတ်ကျသွားမလားဆိုတဲ့စိတ်ကြောင့်လေ့ကျင့်ခန်းကိုတခြား focus မလုပ်နိုင်ဘူးဗျအဲ့တခုတော့ရှိတယ်ဒါပေမဲ့ဒီSilicon earbud ကိုအသုံးပြုထားတဲ့ Apple Pro 3တွေမှာဆိုရင်တော့အဲ့ပြဿနာတော့မရှိဘူးမိုက်တယ်ဒီကောင်ကပြုတ်ကျဖို့ဆိုတာတော်တော်လေးတော့ခဲရင်နေဗျပြုတ်ကျဖို့ဆိုခဲရင်နေဖြစ်တဲ့ကြောင့်ကျွန်တော်လေ့ကျင့်ခန်းလုပ်တာရုပ်တခြားအဆိုင်ပြီးလုပ်နိုင်တယ်ပြီးလို့ရှိရင်ပြီးရင်လည်းတခြားပြီးနိုင်တယ်ကဲလို့မိုးရွာတဲ့နေ့မှာကျွန်တော်တခုရှိတယ်ကျွန်တော်မိုးရွာတဲ့နေ့မှာကျွန်တော်ဒီကောင်နဲ့တက်ပြီးပြေးဘူးတယ်ဗျပြေးဘူးတော့လုံးဝတိတသားပဲဗျဒီကောင် performance အဲ့မှာတော်တော်တိတသားထွက်တယ်မိုးရရင်နဲ့ကျွန်တော်မိုးကတော့ဝတ်ထားတယ်ဒါပေမဲ့မိုးရတော့ဝတ်ထားတယ်ဒါပေမဲ့ရေဒီဝင်လာတဲ့ခါရေဒီနဲ့တော့ဝင်နေဗျဆိုတော့အဲ့ဒီအချိန်မှာဒီကောင်ကလုံးဝပြုတ်မကြဘူးဗျဒီကောင်ကိုတက်ထားတာအဲ့တခုတော့ကောင်းနေလုံးဝပြုတ်ကြပြီးရေဆိုးပြီးပြက်မှာမျိုးမပူပါဘူးဗျအဲ့တခုကောင်းနေဗျ Apple Pro 3ကပြီးလို့ရှိရင်case တွေကိုရှင်ကြည့်တဲ့အခါမှာတိတိကျကျကြီးကိုဒီ case ကကြစ်လေးလေးနဲ့လက်ထဲမှာကန်ရတဲ့တကိုင်းစာလေးနဲ့လုံးဝမိုက်တယ်ခင်ဗျာကျင်းမောင်းမီထည့်သွားမလားဘောင်းမီတို့လည်းထည့်သွားမလား so anyway တော့လုံးဝမိုက်တယ်ဒါပေမဲ့ဒီကောင်မှာအဲ့ပြဿနာရှိတယ်ဒီကောင် case ကကြီးနေတယ်နည်းနည်းချောင်းလုံးခံစားရတယ်ဗျဒီ Apple Pro 3ကအဲ့အတွက်ကြောင့်တော့အဲ့တခုကိုကျွန်တော်မကြိုက်ဘူးကျွန်တော် feature ပိုင်းမှာကဒီ Apple Pro 3ရဲ့ feature ကတော်တော်စုံတယ်တော်တော်ကောင်းတယ်အဲ့ထဲတွေမှာကျွန်တော်အကြိုက်ဆုံးကတော့ noise cancellation ကတော်တော်လေးကိုမိုက်တယ်ဗျကျွန်တော်ဒီကောင်ကိုဝယ်ဖို့စဉ်းစားတဲ့ထဲမှာလည်းအဲ့ဒါပါတယ် noise cancellation ကိုကျွန်တော်တိကျသိချင်တဲ့ကြောင့် noise cancellation ကိုတိကျသိချင်တဲ့ကြောင့်ကျွန်တော်ဝယ်လိုက်တယ်
ဒါပေမဲ့ဒီကောင်မှကျတော့အဲ့အားနည်းချက်ကလေးအားနည်းချက်တော့မဟုတ်ဘူးဗျာဒီကောင်နဲ့ရှင်းလို့မရဘူးပေါ့ဒီ AirPods Pro 3နဲ့ရှင်းလို့မရဘူးဗျာ AirPods Pro 3ရဲ့ noise cancellation တော်တော်လေးကိုအသုံးဝင်နေကျွန်တော်တို့ကဒီဂျပန်မှာနေတဲ့အခါမှာပိတ်ဒီမှာကျွန်တော်အပြင်ကျွန်တော်ပိတ်ဒီမှာပြင်သွားတဲ့အခါမှာရထားစီးတဲ့အခါမှာရထားပေါ်မှာဗျာလုံးဝမိုက်တယ်ရထားပေါ်မှာတချင်းသားထောင်းနေ movie ကြည့်မယ်ဆိုရင်ဒီကောင်ရဲ့ noise cancellation ဘိုင်းကတော်တော်လေးကိုထောက်ကူဖြစ်တယ်ဗျာတော့ movie ကြည့်မယ်ဆိုလဲ movie လေးကိုနှိမ့်ဝင်သွားရဲဆိုလဲခံစားချက်မျိုးရတယ်တချင်းသားထောင်းမယ်ဆိုလဲတချင်းရဲ့ voice sound quality လုံးဝမိုက်တယ်ဗျာအဲ့ AirPods Pro 3က but ဒီ AirPods 4ကလည်းမကောင်းလို့ပြောတာမဟုတ်ဘူးဒီကောင်လေးကနည်းနည်း noise cancellation မှာနည်းနည်းလေးတော့မလုံဘူးဗျာဒီကောင် open ear buds တွေဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးဒီကောင်ရဲ့အားနည်းချက်ကအဲ့ဒါဖြစ်နေတဲ့အတွက်ကြောင့်မလို့ noise cancellation မှာနည်းနည်းလေးအားနည်းချက်တွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးအဆင်ပြေတယ်သုံးလို့အဆင်ပြေတယ်နောက်ပြီးဆုံး summary အနေနဲ့ကျွန်တော်အဓိကပြောချင်တာကတော့ AirPods 4ကနေ့စဉ်2နာရီနဲ့3နာရီနဲ့အသုံးပြုပြီးတော့လေ့ကျင့်ခန်းပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်ဘူးfeature ရဲ့တိတ်ပြီးတော့အရင်မကြည့်ဘူးပုံမှန် feature လောက်နဲ့အသုံးပြုတာအဆင်ပြေတယ်ဆိုရင်တော့ AirPods 4ကအကောင်းဆုံးဖြစ်ပြီးတော့ noise cancellation နဲ့ feature စုံစုံတွေကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ AirPods Pro 3ကတင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ် That's it နောက်တဲ့ video မှာထပ်တွေ့ကြမယ် like subscribe and follow for more ခင်ဗျားတို့တွေ့ကြုံတဲ့ user ချက်တွေကိုလည်း comment section မှာရေးပေးခဲ့လို့ရပါတယ် so that's it bye